Hello အားလုံးပဲမင်္ဂလာပါဒီနေ့ခေါင်းစဉ်ကတော့ agriculture horticulture and hydroponic ကာရှာပဲဖြစ်ပါတယ်အဲ့တော့ agriculture ဆိုတာဘာလဲဆိုရင်လယ်ယာစိုက်ပျိုးရေးအဲ့တော့ horticulture ဆိုတာကြတော့ဥယျာဉ်ရှမ်းစိုက်ပျိုးရေးနောက်တစ်ခုက hydroponic ကာရှာ hydro ဆိုတာသိပြီးသားပဲရှိ hydroponic ကာရှာ hydroponic ကာရှာဆိုတာကြဘာလဲဆိုလို့ရှိရင်ရေနဲ့စိုက်တာအဲ့တော့ရေဆိုတာရိုးရေတော့မဟုတ်ဘူးလို့ရေလဲဆိုရင်အာဟာရနဲ့လောက်ထားတဲ့ဒီအာဟာရရေနဲ့စိုက်ပျိုးခြင်းနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဆိုရင်သူကရေနဲ့စိုက်တာဖြစ်တဲ့ကြောင့်မို့တော့မြေစီလွာမပါဘဲနဲ့စိုက်တာမြေနောက်တစ်မျိုးဆိုရင်မြေမဲ့စိုက်ပျိုးရေးလို့ခေါ်ပါတယ်the food that we consume is the result of agriculture. The food အစားအစာတွေ that we consume ကျွန်တော်တို့စားနေတဲ့အစားအစာတွေကဆိုရင် is the result of agriculture. ဘယ်ရလဲဆိုရင်လယ်ယာစိုက်ပျိုးရေးကနေပြီးတော့မှရရှိပါတယ်တဲ့။ humans and animal လူသားတွေနဲ့တိရစ္ဆာန်တွေကဆိုရင် depend on မိခိုနေရတယ်ဘယ်ပေါ်မှာဆိုရင် the agricultural products for sustaining themselves ဘယ်ပေါ်မှာမိခိုနေအောင်ဆိုရင်ဒီ agricultural product လို့ခေါ်တဲ့ဒီလယ်ယာစိုက်ပျိုးရေးကနေရတဲ့ထုတ်ကုန်တွေပေါ်မှာမိခိုနေရပါတယ်။ဘာတို့တော့ဆိုရင် for sustaining themselves သူတို့ကိုယ်တိုင် sustaining ဆိုတာဒီရေရှည်တည်တံ့နိုင်အောင်အသက်ရှင်နိုင်အောင်ဒီစိုက်ပျိုးထုတ်ကုန်တွေပေါ်မှာမိခွန်းနေရပါတယ်နောက်တစ်ခုကကြတော့ fruit ဆိုတာအသီးနှံတွေ vegetable ဒီအသီးရွက်တွေ grain ဆိုတာအစေးစံတွေ pulses ဆိုတာကြဒီပဲမျိုးမျိုးပြီး wine sea sugar တကြား tea လက်ဖက်ရည် coffee နဲ့ other food တခြားသောအစားအစာတွေကိုဆိုရင်လည်းအော် obtain ရရှိတယ်ဗျာရအောင်ဆိုရင် from the plant အပင်တွေကနေပြီးတော့မှပဲရရှိပါတယ်တဲ့အဲ့ပြန်ပြောမယ်ဆိုရင်ဒီမှာဘာအကြောင်းပါလို့ဒါတော့ general ပေါ့ agriculture horticulture နဲ့ hydroponic ကာရှာအဲ့ကျွန်တော်တို့စားနေတဲ့အစားအစာတွေကိုဗျာရလဲဆိုရင်စိုက်ပျိုးရေးကနေရတယ်အဲ့လူတွေနဲ့တိရစ္ဆာန်တွေကဒီစိုက်ပျိုးထုတ်ကုန်တွေပေါ်မှာမိခိုနေရတယ်ဘာအတွက်တုံးဆိုရင်သူတို့ကိုယ်တိုင်ရေရှည်တည်တံ့မှုအတွက်အဲ့တော့ဒီအပင်တွေကနေဘာတွေရရှိနိုင်လဲဆိုရင် fruit အသီးနှံတွေ vegetable ရွက်တွေ grain အစေးစံ pulses ပဲမျိုးမျိုး wine sea sugar တကြား tea လက်ဖက်ရည်နဲ့ coffee တခြားသောအစားအစာတွေကိုရရှိနိုင်ပါတယ်အဲ့တော့နောက်ထပ်ဒီ၃ခုကိုပြန်ပြီးတော့မှခေါင်းစဉ်တွေပြန်ခွဲမယ်ပေါ့ပထမဆုံးခေါင်းစဉ်ကတော့ agriculture agriculture ကခုနပြောထားတယ်လယ်ယာစိုက်ပျိုးရေးagriculture ဒီလယ်ယာစိုက်ပျိုးရေးဆိုတာကတဲ့ is define သူ့အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်တဲ့ to produce လယ်ယာစိုက်ပျိုးရေးဆိုတာဘာတွေကိုထုတ်ပြရလဲဆိုရင်တဲ့ commodity ဆိုတာဒီလူအသုံးဆောင်ပစ္စည်းတွေ which maintain life maintain ဆိုတာထိန်းသိမ်းဖို့အတွက် life ဒီသက်ရှိတွေရဲ့ဘဝကိုထိန်းသိမ်းဖို့ပြောချင်တာသက်ရှိတွေရေရှည်တည်တံ့နိုင်အောင်သူတို့ရဲ့ဒီလူသုံးကုန်ပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ် including လူသုံးကုန်ပစ္စည်းဆိုတာဘာတွေတုံးဆိုရင် including food အစားအစာတွေပါတယ် fibers အမြင့်တွေပါတယ်forest product forest ဆိုတာတစ်တောထွက်ပစ္စည်းတွေပါတယ် agricultural crop စိုက်ပျိုးရေးသီးနှံတွေ horticultural crop ဥယျာဉ်ခြံစိုက်ပျိုးရေးသီးနှံတွေ and ပြီးရင် they are related စာပဲသူတို့နဲ့ဆက်ဆက်နေတဲ့ဝန်ဆောင်မှုတွေအကုန်ပါပါတယ်တဲ့အဲနောက်တစ်ခုကတော့ agricultural crop မင်း agricultural crop ဆိုတာဘယ်လိုဟာတွေလဲဆိုရင်တဲ့မင်းအဓိပ္ပာယ်သတ်မှတ်လို့ရတယ် food or fiber သူ့မှာဘာပါလဲဆိုရင်အစားအစာနဲ့ fiber commodity အမြင်လူသုံးကုန်ပစ္စည်းတွေပါတယ်အဲ့ကအစားဓာတ်တွေကိုဘာလို့စိုက်တာလဲဆိုရင် grown စိုက်ပျိုးကြတယ် for resale ပြန်လည်ရောင်းချဖို့အတွက်စိုက်ပျိုးတယ် or ဒါမှမဟုတ်ရင်လည်း commercial စီးပွားဖြစ်ရောင်းချဖို့ or ဒါမှမဟုတ်ရင်လည်း economic purposes လို့ခေါ်တဲ့ဒီစီးပွားဖြစ်ရည်ရွယ်ချက်တွေနဲ့စိုက်ပျိုးကြပါတယ်တဲ့ that provide food သူတို့ကနေရလာတဲ့ပစ္စည်းတွေဆိုရင်အစားအစာတွေထောက်ပံ့ပေးနိုင်တဲ့ protein အဝတ်အထည်အတွက်ဥပမာအမြင့်ပုံမှန်ကစုံရွက်ရှင်ပေါင်ရွက်လေမော်တီပန်းတီဓာတ်တွေဆိုရင်အစားအစာတွေရမယ် clothing အဝတ်ထည်အတွက်ကကြတော့ဒီဝါတို့ cotton လိုဟာမျိုးတွေ rubber ဒီလိုဟာတွေဆိုလို့ရှိရင်လည်းဒီမှာရမှာဆိုရင် clothing အတွက်ရမယ် or ဒါမှမဟုတ်ရင်လည်း animal feed ကကြတော့ဒီတရိတ်ဆန်ကနေပြီးတော့မှတရိတ်ဆန်နေစားရတဲ့ feed ဆိုတာအစားအစာတရိတ်ဆန်စားဖို့အတွက်အစားအစာတွေရမယ်ဥပမာဇီးကိုင်းတို့တခြားသောမြက်တို့ဒါတွေဆိုရင်ဒါတရိတ်ဆန်နေစားလို့ရတယ် and ပြီးရင် include necessary product ဘာတွေပါသေးအောင်ဆိုတော့နောက်ထပ် necessary product necessary နာဆိုတာကြောင့်ဒီပြုစုစောင့်ရှောက်တာအဲ necessary ဆိုတာဘယ်လိုဟာလေးတွေအောင်ဆိုပြိုးပင်ပေါက်လေးတွေအဲပြိုးပင်အရွယ်ဒီပြိုးပင်ပေါက်ထုတ်ကုန်လေးတွေ and ပြီးရင် florist item florist ဆိုတာပန်းနဲ့ဆိုင်တဲ့ဒီ item ပစ္စည်းတွေကိုတဲ့ why in the hands of a necessary grower ဘယ်သူလက်ထဲမှာရှိရအောင်ဆို necessary grower ပြောချင်တာကဒီပြိုးပင် grower ဆိုတာစိုက်ပျိုးတဲ့သူတွေပြိုးပင်စိုက်ပျိုးတဲ့သူတွေဆိုလို့ရှိရင်သူတို့မှာဘာတွေရှိလဲဆိုလို့ရှိရင်ဒီပြိုးပင်နဲ့ဆိုင်တဲ့ထုတ်ကုန်တွေပန်းနဲ့ဆိုင်တဲ့ပစ္စည်းတွေကို agricultural crop လို့ခေါ်တယ်နောက်တစ်ခုဆိုရင်တော့ဒီမဲ့the global major agricultural product ကဘာသုံး global ဆိုကဘာသုံး major အဓိကကဘာအဓိက site agriculture ရဲ့စိုက်ပျိုးရေး product ထွက်ကုန်တွေကိုဆိုရင် can be broadly group ကြည်ကြဲပြန့်အုပ်စုခွဲနိုင်ပါတယ် into food
ဘာအနေနဲ့ခွဲနိုင်တော့ဆိုရင်နံပါတ်1က food F 3လုံးပေါ့နော်နံပါတ်1က food နံပါတ်2က fiber F 3လုံး fuel food fiber fuel food ဆိုတာအစားအစာ fiber ဆိုတာအမြင့်အုပ်စုနောက်က fuel လို့ခေါ်တဲ့လောင်စာအုပ်စုနဲ့နံပါတ်4ကဘာလဲဆိုရင် raw material လို့ခေါ်တဲ့ဒီကုန်ကြမ်းအုပ်စုပေါ့ဥပမာ raw ဆိုတာအကျန်းတဲ့ material ဆိုတာပစ္စည်းကုန်ကြမ်းဘာတွေအောင်ဆိုဆက်ချက် rubber ဆိုလို့ရှိရင်ကုန်ကြမ်းထဲမှာပါတယ်အဲ့တော့ဒီလိုမျိုးအုပ်စု3ခုခွဲလို့ရတယ်ပြန်ပြောမယ်ဆိုရင် agricultural product ကိုအုပ်စုကြီး3ခုခွဲလို့ရတယ်အဲ့ဒါတွေကဘာတွေလဲဆို food fiber fuel raw material rubber အဲ့တော့ food ဆိုတာအစားအစာ fiber အမြင့် fuel လောင်စာ raw material ကုန်ကြမ်းပစ္စည်းဥပမာပါလဲဆိုရင် rubber ဆိုပြီးတော့မှအုပ်စုလေးခုခွဲလို့ရပါတယ်နောက်တစ်ခုကမြန်မာ agricultural export မြန်မာနိုင်ငံကနေတင်ပို့နေတဲ့ export ဆိုတာတင်ပို့ပစ္စည်းတွေမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးတင်ပို့ကုန်တွေရတော့တဲ့ include ပါမှာတွေဘာတွေတင်ပို့နေလဲဆိုရင်မြန်မာနိုင်ငံကနေဒီတင်ပို့နေတဲ့စိုက်ပျိုးထုတ်ကုန်တွေရတော့တဲ့ rice ဆိုတာဆန်စပါးနောက်တစ်ခုကကြတော့ maize ပြောင်း black gram ဆိုတာမတ်ပဲblack gram ဆိုတာမတ်ပဲ green gram ဆိုတာကြတော့ပဲတီစိန်နောက်က pigeon peaဆိုတာကြတော့ပဲစင်းငုံနောက်က chickpea ဆိုတာကလေးပဲ sesame ဆိုတာကြနှမ်း onion ကတော့တည်ပြီးသားကြက်သွန် tamarind ဆိုတာမကြီးနောက်က raw rubber ဆိုတာ raw ဆိုတာဒီ rubber ပစ္စည်းအကျန် rubber အစိမ်းတွေပေါ့ပြီးရင် vegetable ဆိုတာအသီးရွက်တွေနဲ့ fruit ဒီရွက်တွေနဲ့အသီးတွေကိုပြပကိုဒီတင်ပို့နေပါတယ်တဲ့အဲ့ပြန်ပြောမယ်ဆိုရင်မြန်မာရဲ့ဒီနိုင်ငံခြားကိုတင်ပို့နေတဲ့စိုက်ပျိုးရေးသီးနှံတွေကဘာတွေပေါင်းဆိုရင် rice ဆန်ပါတယ် maize ပြောင်းရှိမယ်နောက်တစ်ခါလွယ်လွယ်လေးပဲမှတ်ရလဲ rice maize နှစ်ခုစီရင်တွဲမှတ်လို့ရတယ် rice maize ပြီးရင် black gram green gram pigeon pea chickpea sesame onion tamarind raw rubber vegetable fruit နှစ်ခုချင်းစီတွဲမှတ်ပို့လေပါတယ်မြန်မာကနေတင်ပို့နေရတဲ့ rice maize black gram green gram pigeon pea chickpea sesame onion tamarind raw rubber vegetable and fruit ဒါတွေကိုတင်ပို့နေပါတယ်နောက်တစ်ခုကတော့ commercially cultivated agricultural crop commercially ဆိုစီးပွားဖြစ် cultivated စိုက်ပျိုးနေတဲ့ဒီ agricultural crop လို့ခေါ်တဲ့ဒီစိုက်ပျိုးရေးသီးနှံတွေမြန်မာနိုင်ငံမှာဆိုရင်ဒီစီးပွားဖြစ်စိုက်ပျိုးနေတဲ့စိုက်ပျိုးရေးသီးနှံတွေရာဆိုရင်mainly အဓိကအပြင်ဘာတွေရှိအောင်ဆိုရင် cereal ဆိုခေါ်တဲ့ဒီအစေးဆန်တွေရှိရဲနောက်က pulses ဆိုတာကြပဲမျိုးအပြင် YC crop စီထွက်အသီးနှံတွေရှိပါတယ်cereal ဆိုတာကြတော့ဒီပြောင်းလို့ခြုံလို့ထားရဆိုတော့ cereal ထဲမှာပါမှာပေါ့ pulses ဆိုတာပဲမျိုးပြီးရင် YC ဆိုတာကြတော့ဒီနှမ်းတို့မြေပဲတို့ဒီလိုဟာတွေကိုစိုက်ပျိုးကြပါတယ်တဲ့နောက်တစ်ခုကကြတော့မြန်မာ farms are well diversified မြန်မာနိုင်ငံမှာရှိတဲ့ farms လယ်ကွင်းတွေဒီလယ်ယာမြေတွေရာဆိုရင် are well diversified where ဆိုတာကောင်းမွန်စွာ diversify ဆိုတာအမျိုးအစားစုံတယ်မြန်မာနိုင်ငံမှာရှိတဲ့လေယာတွေအမျိုးအစားစုံတယ်ဘာရှိအောင်ဆို with movement ဒါပေမဲ့ဒီလေယာအများစုကတော့ဘာထုတ်ပြီးဘာစိုက်ကြလဲဆိုရင် rice paddy ဆိုတာဒီဆန်စပါးခင်းတွေကိုစိုက်ပျိုးကြပါတယ်တဲ့ during the monsoon season ဘေးရာသီမှာဆိုရင် monsoon season ဆိုတာကြဒီမုတ်တုံရာသီမှာမုတ်တုံရာသီမှာဘာစိုက်လဲဆိုလို့ရှိရင် rice paddy လို့ခေါ်တဲ့စပါးစိုက်တယ်နောက်တစ်ခုကတခြားသောသီးနှံတွေကိုကြာပေးချိန်မှာတခြားသောသီးနှံတွေဖြစ်တဲ့ beans ဒီပဲကြီးမျိုးနွယ်တွေပဲတောင်မျိုးနွယ်တွေ pulses ပဲမျိုးပြီးရင် OIC ထွက်တဲ့အစေးဆန်တွေအပြင် maize ပြောင်းကိုကြာပေးချိန်မှာစိုက်လဲဆိုရင် during the cold and dry season cold ဆိုတာကြာအေးမြပြီးတော့ dry ရှောက်သွေးတဲ့ရာသီမှာဒီအသီးနှံတွေစိုက်ပါတယ်တဲ့အဲ့တော့မှတ်ရမှာတော့လွယ်ပါတယ်ပထမဆုံးကြည့်မယ်ဆိုရင်ခေါင်းစဉ်ကြီးရ agriculture horticulture နဲ့ hydroponic culture ကျွန်တော်တို့စားနေရစားစာများစွာပဲရလဲဆိုရင်စိုက်ပျိုးရေးရတယ်လူတွေနဲ့တရိတ်ဆက်နေရစိုက်ပျိုးရေးထွက်တဲ့ပစ္စည်းပေါ်မှာမှီခိုနေရတယ်ဘာအတွက်လဲဆိုရင်သူတို့ရဲ့ရေရှည်ဘဝတွေတည်တံ့ခိုင်မြဲဖို့အတွက်အပင်တွေကနေဘာတွေရနိုင်လို့ဆိုရင် fruit vegetable grain pulses oil sugar tea coffee နဲ့တခြားသောအစားအစာတွေရနိုင်ပါတယ်။နောက်တစ်ခုကတော့ agriculture စိုက်ပျိုးရေး agriculture ဆိုတာဘယ်လိုအဓိပ္ပာယ်သတ်မှတ်လို့ရလဲဆိုရင်သူကလူသုံးကုန်ပစ္စည်းတွေထုတ်ပေးတာ။ဘာတွေပါလဲဆိုရင် food fiber forest product agricultural crop horticultural crop and they are related service သူတို့နဲ့ဆက်စပ်နေတဲ့ဝန်ဆောင်မှုတွေအကုန်ပါပါတယ်။နောက်တစ်ခုကကြတော့ဒီမဲ့ကြောက်ဘယ်လိုလေးမှန်ပို့လဲမလို့ဆိုရင် food fiber
forest product ဒီ F3 လုံးတွေမှတ်မယ်ပြီးရင် agricultural crop horticultural crop and their related service အဲ့3ခုသက်သက်မှတ်မယ်အဲ့ဒါဆိုရင်တော့ပို့ပြီးလို့ရတယ်။နောက်တစ်ခါတော့ agricultural crop မှာ agricultural crop ဆိုတာဘာတွေကိုရည်ညွှန်းလို့ဆိုရင် food ပါတယ် fiber ပါတယ်အဲ့တော့သူတို့ဘာအတွက်စိုက်ပျိုးကြရလဲဆိုရင်ပြန်လည်ရောင်းချဖို့စီးပွားဖြစ်ဒါမှမဟုတ်ရင်စီးပွားရေးအတွက်ရည်ရွယ်ပြီးတော့မှစိုက်ကြတယ်အဲ့လိုစိုက်ဘာထုတ်ပေးနိုင်လို့ဆိုရင်အစားအစာ food clothing and animal feeds ပြီးရင်တခြားတော့ဒီပြိုးပင်စိုက်တဲ့သူတွေဆိုလဲပြိုးပင်နဲ့ဆိုင်တဲ့ဟာတွေစိုက်ပျိုးတာတွေပါပါတယ်တဲ့နောက်ထပ်တစ်ခုကတော့ဒီကဘာမှာဆိုလို့ရှိရင်ဒီအဓိကကဘာကိုအဓိကတင်ပို့နေတဲ့ဒီကဘာမှာအဓိကစိုက်ပျိုးရေးထုတ်ကုန်တွေကဘာတွေရှိအောင်ဆိုဒါတော့တင်ပို့နေမှာမဟုတ်ဘူးတစ်ကဘာလုံးမှာရှိနေတဲ့စိုက်ပျိုးရေးပစ္စည်းတွေကဘာတွေရှိအောင်ဆိုရင်အုပ်စုခွဲနိုင်ပါတယ် into food fiber fuel and raw material ဖြစ်တဲ့ rubber ဆိုပြီးအုပ်စုကြီး၄ခုခွဲနိုင်တယ်အဲ့မြန်မာနိုင်ငံကနေနိုင်ငံခြားကိုတင်ပို့နေတဲ့ဒီ agricultural export မှာဘာတွေရှိအောင်ဆိုရင် rice maize black gram green gram pigeon pea chickpea sesame onion tamarind raw rubber vegetable and fruit ဒါတွေတင်ပို့နေပါတယ်နောက်က commercially cultivated စီးပွားဖြစ်စိုက်ပျိုးနေတဲ့စိုက်ပျိုးရေးသီးနှံတွေကတော့မြန်မာနိုင်ငံမှာဆိုဘာတွေရှိလဲဆိုရင် cereal pulses and oilseed ဆိုပြီးရှိပါတယ်အဲ့တော့မြန်မာမှာရှိတဲ့လေယာအများစုကဘာဖြစ်လဲဆိုရင်ဝယ်တိုင်းမှာစီဖိုင်အမျိုးအစားစုံနေသွားစိုက်ပျိုးကြတယ်ဒါပေမဲ့ဒီအများစုကတော့ဒီ monsoon season မှာရာသီနဲ့ခွဲလိုက်တာပေါ့ monsoon season ရှိတယ် cool and dry season ရှိတယ်အဲ့တော့ monsoon season မှာဘာစိုက်လဲဆိုရင် rice paddy ကိုစိုက်တယ်rice paddy ကိုစိုက်တယ် monsoon season မှာ rice paddy ကိုစိုက်တယ် cool and dry season မှာကျတော့ beans, basil, oilseed နဲ့ maize ကိုစိုက်ပျိုးကြပါတယ်